တဲ့ပြောနေတဲ့အဲကလူတွေဘုံဘောလို့အော်သုံးကြတော့ဆွဲကြတော့တယ်ဟုတ်လားအဲ့ဒီတော့ကျွန်တော်တို့ဗမာတွေကစီမရှိမစားနိုင်ဘူးလို့ပြောစီမရှိမစားနိုင်တာကတော့မှန်ပါတယ်သို့တော့ဟုတ်လားဒီစီရဘာအတွက်သုံးနေကြတယ်သုံးမလို့သုံးနာမသုံးဘူးလားဒီတွေသွားကြည့်ပါအိမ်တွေသွားကြည့်ပါဟုတ်လားသုံးမလို့သုံးနာမသုံးဘူးလားတခြားတိုင်းတွေသွားကြည့်ပါဒီကိုဒီလိုဘုံမလို့သုံးနိုင်လည်းမသုံးနိုင်ဘူးလားခင်ဗျားတို့ဒီတွေကိုဘုံမလို့သုံးနေတော့ခင်ဗျားတို့စိတ်ထဲမယ်တော့လားဘာမှအရေးမကြီးဘူးလို့ရှင်းတယ်အဲဒီလိုဘုံမလို့သုံးတဲ့အတွက်ကလေးပြေကနေပြီးကျွန်တော်တို့နေ့စဉ်စီရီအမြောင်များတွင်းပြီးတော့နေရတယ်အဲဒါကြောင့်ခင်ဗျားတို့ကဈေးကြီးတဲ့စားအကြောင်းတရားတဲ့မဲ့ခင်ဗျားတို့ဘုံမလို့နေလို့ဒီစီတွေကိုတခြားနိုင်ငံကတွင်းနေရတဲ့အတွက်ဟုတ်လားအပေါ်တွင်းနေရတဲ့အတွက်ခင်ဗျားတို့ဒီလိုဖြစ်နေဈေးကြီးတဲ့နေရာမှာအကြောင်းတရားပါဟုတ်လားဥပမာတစ်ခုနဲ့အများကြီးတော့ရှိတော့ဗျာအကြောင်းတရားကိုကျွန်တော်ပြောပြအဲ့တော့အဲ့ဒါမျိုးတွေဖြစ်ငရုတ်ချက်သွန်ကြီးဗမာပြည်မယ်ငရုတ်ချက်သွန်ကိုယ့်ဘကိုကိုတိုက်မရနိုင်ဘူးလားကိုယ့်ဘကိုတိုက်မရနိုင်ဘူးလားကျွန်တော်တို့ကျွန်တော်အိမ်မယ်ကျွန်တော်စိုက်ထားတယ်အဲ့လိုကိုယ့်ဘကိုအိမ်ညာကွက်နာရှိတဲ့နေရာမှာရှိကြတဲ့လူကစိုက်ကြပါလားမစိုက်ကြဘူးတွေးမယ်ကိုရောမြတ်ပြဝင်စားကြည့်တာအဲ့တော့ကဒီဝယ်စားတော့အဲ့ဒီငရုတ်ချက်သွန်ဘယ်ကလာလဲမှလဲအိန္ဒိယပြည်ကလာတယ်ဟုတ်လားအိန္ဒိယပြည်ကလာတော့ခင်ဗျားတို့အိန္ဒိယပြည်ကိုခင်ဗျားတို့ပိုက်ဆံပေးနေအဲ့လိုပေးနေရတဲ့အတွက်ဒီတဲ့ပြည်မယ်ရနိုင်တဲ့ပစ္စည်းကိုတခြားနိုင်ငံကဝယ်ရတဲ့အတွက်ဟာခင်ဗျားတို့ကအခုဈေးကြီးတယ်ဆိုတာဒါတွေဖြစ်တာတွေပဲအကြောင်းတည်းကဟုတ်လားအဲ့ဒီတိုင်းပဲအခုဆန်းစားတဲ့နေရာမှာကျွန်တော်တို့ဘုရားဝန်တွေနဲ့ဒီအာဟာရဓာတ်ကြမ်းတွေကိုနားလဲတဲ့ဟုတ်လားလူတွေနဲ့သိရကြတွေ့ပြီးနေစဉ်ကျွန်တော်တို့တိုင်းပြည်မှာစားတဲ့အာဟာရတွေကအပြုံးအကုန်ပြန့်ချင်းချကြည့်နေဆိုရင်တခြားနိုင်ငံတွေနဲ့ပိုးနေတာအခုကျွန်တော်တို့ပြည်မှာဆန်ကတော့လုံလောက်ရုံနဲ့မကဘူးပိုးနေနိုင်ငံခြားကိုတင်ရောက်ရနိုင်ငံခြားတင်ရောက်ရပေမဲ့ကျွန်တော်တို့စစ်မဖြစ်ခင်ကတော့ကျွန်တော်တို့မပေါ်ဘူးပေါ်ချမ်းမရှိဘူးအဲ့ဒီမဲ့ဟုတ်လားကျွန်တော်တို့လူမျိုးတွေစားရကလည်းရှေ့ကတဲ့ချော့မစားဘူးဟုတ်လားချော့လည်းမစားဘူးအရင်ကလိုပဲဘုံဘလောစားတော့အပေါ်ရအများကြီးရှိတော့အဲ့ဒီပြန်လဲထူတောင်းတဲ့လုပ်ငန်းတွေလည်းပဲအဲ့လိုပဲတစ်ဆင့်တက်ပြီးရုံလုံးပေါ်လာတော့ကိုမြင်အောင်ပါအဲ့လိုမြင်လာပြီးတော့တစ်ဆင့်နဲ့တစ်ဆင့်လှုပ်တဲ့နေရာမှာအကောင်းဆုံးအလွယ်ဆုံးဟုတ်လားအေးဆုံးဆိုတဲ့လီးကိုကျွန်တော်တို့ကပထမကျူးစာရှားပြီးကျွန်တော်တို့လုပ်ပါပဲတို့တော့လည်းပဲအဲ့လိုလုပ်လို့မရဘူးဆိုလို့ရှိရင်လည်းကျုပ်တို့ရှေးကပြောလာခဲ့တာတွေရှိပါတယ်ခင်ဗျားတို့ပြန်ပြီးတော့စဉ်းစားကြည့်ဟုတ်လားအေးနဲ့မရရင်ရနိုင်တဲ့နည်းနဲ့လုပ်ရမှာပဲဒီတော့အတင်းလုပ်တဲ့ကားလည်းပဲအရင်တကကျွန်တော်ပြောခဲ့သလိုပဲနိုင်ငံရေးဘက်ကကျွန်တော်တို့အေးနေပြီးတော့မဟုတ်တဲ့နေရာမဲ့တူတဲ့ဘက်ကတော့ဟုတ်လားပိုးလာလို့တော့ဖြစ်နေပါတယ်လို့ကျွန်တော်ပြောခဲ့အဲဒီတော့အဲ့ဒီလိုမဟုတ်တဲ့နေရာမဲ့သူပူတောင်းကြမှုတွေကိုအမပြေချစ်တဲ့လူတွေမှန်သမျှဝိုင်းဝန်းကူညီနေမှုလို့လေဘသူကမှအားပေးဖို့မလိုဘူးဟုတ်လားသို့တော်လည်းပဲအမပြေလွတ်လပ်ရေးထူထောင်ရေးအမပြေတိုင်းသူပြည်သားတွေညီညွတ်ရေးလူထုရဲ့ညီညွတ်ရေးတိုင်းရင်းသားတွေညီညွတ်ရေးအတွက်လုပ်တဲ့နေရာတွေမဲ့ကုတဲ့ပို့ပြီးသတ်တဲ့တဖို့တိုးပြီးအလုပ်လုပ်ကြဖို့လို့လေကျွန်တော်တို့တဲမကျင်တဲ့အဲ့တော့အဲ့ဒီတော့ဒါတွေအားလုံးအလုပ်လုပ်ကြဖို့လို့လေဒီလိုလုပ်နေကြမှာဒါလည်းလွတ်လပ်ရေးဟာလည်းပဲကျွန်တော်တို့ကြီးရွယ်မှန်းထားတဲ့အချိန်အပိုင်းအတွင်းမှာရလဲရမယ်ရပြီးတဲ့နောက်ကျွန်တော်တို့ရှေ့ဆက်လက်ပြီးတော့အားလုံးဒီကံပြီးတော့အလုံးလုံးနိုင်မှအနည်း20လောက်ကြာရင်ကျွန်တော်တို့တန်ခါကြအနည်း20လောက်ကြာရင်တန်ခါကြမယ်ဆိုတာကကျွန်တော်နည်းနည်းရှင်းအောင်ကျွန်တော်ဆက်ပြောခဲ့တယ်ဥပမာနဲ့ပြောခဲ့တယ်ဥပမာပညာရေးကြည့်မလားပညာရေးမယ်ကျွန်တော်တို့ဗမာပြည်မယ်ဟုတ်လား
အရင်စစ်စစ်ဖြစ်ခင်တဲ့ကိုအင်မတန်အောက်ကျနောက်ကျဖြစ်အင်မတန်အောက်ကျနောက်ကျဖြစ်နေတော့အကမ်းမဲ့မူလတန်းဒီပညာမတင်မနေရဥပဒေလုပ်ပေးပါလို့ပြောဥပဒေကလုပ်ပေးမဲ့ဘလောက်ကြိုးစားဘလောက်အလုံးလုံးမှဘလောက်ကြာမှအဲ့ဒီအခမဲ့မူလတန်းမတင်မနေရပညာစာအမှားပြေတပြေလုံးဟလားရွာတိုင်းမျိုးတိုင်းပဲဖြစ်မလဲဆိုရင်အနည်း20လောက်ကြာမှဖြစ်လိမ့်။ဘာဖြစ်လို့အခုရှိတဲ့ဇရာတွေကအင်မတန်နေနေတယ်ဒီဇရာတွေကိုသိရမယ်ကိုလိတ်ကြောင်းနေဖွင့်ရအောင်မယ်အဲ့ဒီကြောင်းတွေရှိရအောင်မယ်ကျောင်းအဆောက်အဦတွေရှိအောင်မယ်ကျောင်းအဆောက်အဦတွေပြည့်ဒီကျောင်းတွေပဲသုံးမဲ့ကရိယာတစားပလာစာအုတ်ခဲတန်းကြောက်တင်ဘုံဗီဒိုအကုန်လုံးရှိရဒါတွေလည်းစုံစုံနေနေရှိရမယ်အဲ့ဒီအရာတွေကုန်မဲ့ငွေတွေဘလောက်ကုန်မလဲဆိုလို့ရှိရင်ကတိပေါင်းအများကြီးချီပြီးကုန်မယ်အဲ့ဒါအနည်း20လောက်ကျွန်တော်တို့ကျုံးလုပ်ပါမှအနည်း20လောက်ရှိပါခင်ဗျားတို့ခရက်ဒီအမှားပြေတပြီလုံးအခမဲ့မူလာတမသိမရပညာစာတိုင်းတပြီလုံးရွာတိုင်းလူတိုင်းဖြစ်ဒီကြားတွေ့မလဲပဲဘုံနေရာကမတိတိစတာဒီနေရာကမတိတိစတာကိုလည်းကျွန်တော်တို့ကြံပြီးတော့လုံရရဟုတ်လားအဲဒီလိုလုံနေအောင်ကျွန်တော်တို့ကလုံရမယ်ဆိုရင်ခင်ဗျားတို့ပြေးအောင်လုပ်တော့ဒါမလောက်ဘဲနေတော့ဖြင့်လွတ်လာရေးရပြီမဲ့ဘယ်နည်းနဲ့မှခင်ဗျားတို့ဟုတ်လားလွတ်လာရေးအရတော့ကိုတက်ပြစ်ပြင်းတန်စားရမှာမဟုတ်ဘူးသာဘယ်လိုဆိုရတက်ကွန်မြူနစ်ဆိုရတက်ဆိုရှယ်လစ်ဆိုရတက်ဆိုရပဲတက်အဲ့ဒီအလုံးမလုံးဘဲနဲ့ခင်ဗျားတို့မဖြစ်ဘူးဆိုတာကိုကျွန်တော်တစ်ပြစ်ကြရေးကြည့်ပြောရင်အဲ့ဒီတော့ခင်ဗျားတို့ကလွတ်လာရေးကိုလိုချင်ရင်လွတ်လာရေးရနိုင်တော့တဲ့ဒီကံရှိကြပါလွတ်လာရေးကိုလိုချင်ရင်လွတ်လာရေးနဲ့လွတ်လာရေးကိုရနိုင်တဲ့ညီညွတ်မှုကိုထိမ့်ထားပါလွတ်လာရေးကိုလိုချင်ရင်လွတ်လာရေးကိုရနိုင်တဲ့ထူထောင်မှုကိုလုပ်ကြပါအဲဒီလိုလုပ်ပြီးတဲ့နောက်လည်းပဲရှေ့ကိုလွတ်လာရေးအရတော့ကိုခံစားခြင်းနဲ့စံစားခြင်းနဲ့ဆိုလို့ရှိရင်လည်းအလောက်လောက်ကြဖို့ဒီကံရှိကြဖို့အခုနယ်ကလေးကခင်ဗျားတို့ကိုခင်ဗျားတို့အကျင့်တိုးတယ်အကျင့်ဟောင်းတယ်ဟုတ်လားတောက်ကျင့်တွေကိုကျင့်ကြဖို့